အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးကကိုယ့်စီကိုရောက်လာရဲဆိုတာတိုက်ဆိုင်မှုသက်သက်မဟုတ်ပါဘူးဒီဗီဒီယိုလေးကိုနှိမ့်လိုက်မိတဲ့အကြောင်းရင်းကကိုယ့်ရဲ့ရင်ထဲမှာအယမ်းကိုလေးလံနေတဲ့မိကုန်းတွေရှိနေလို့ပါသူငါ့ကိုတကယ်ချစ်ရလားငါတို့ဆက်ဆံရေးကဒီလိုပဲပြီးဆုံးသွားတော့မှာလားဆိုတော့အတွေးတွေနဲ့ညဘက်တွေအိတ်မပြောခဲ့တာပေါ့နော်ဘယ်လောက်ကြာခဲ့ပြီလဲအဲ့တော့ universe ကကိုယ့်ရဲ့မျက်ရည်တွေကိုမြင်နေအဲ့ဒါကြောင့်လေအခုဒီဗီဒီယိုလေးကိုကြည့်နေတဲ့ collective တွေရဲ့ပင်မနှွမ်းနေတဲ့စိတ်ကိုလည်းသိရဲအဲ့ဒါကြောင့်ဒီနေ့မှာ collective တွေအတွက်အရေးကြီးဆုံးသတင်းစကားတစ်ခုပေးခြင်းလို့ဒီနေရာကိုခေါ်ဆောင်လာခဲ့တာပါအဲ့တော့ဒီကတ်တွေကိုမှုန်နေနေပေါ့နော်ဒီကတ်တွေကိုအခုဆွဲနေနေပဲဒီအရန်ကိုပြင်းတဲ့ energy တစ်ခုပေါ့နော်ခံစားရတယ်အဲ့တော့ဒီဗီဒီယိုလေးကိုကြည့်နေတဲ့ collective လေးတွေရဲ့ဒီတစ်ဖက်လူကအရင်ကအရန်ကိုမာနကြီးရဲ့ခေါင်းမာတယ်ဒါပေမဲ့အခုလောလောဆယ်မှာတော့သူအရန်အောင်နှားရနေရဲ့ကိုဆုံးရှုံးလိုက်ရပြီလားဆိုတော့ကြောက်ရွံ့မှုတွေကလည်းသူ့စီမှာအများကြီးရှိနေတယ်လို့ခံစားရတယ်ပေါ့နော်နောက်ဒီကိုဘက်ကနေပြီးတော့အများကြီးတီးခံပေးခဲ့တာတွေကိုလည်းဒီတစ်ဖက်လူကအခုမှနားလည်ပေးလာတယ်ဆိုတာမျိုးပေါ့နော်အဲ့တော့တေချာကတ်တွေကိုကြည့်မယ်ဆိုရင်ဒီ Ten of Cups နောက် Ace of Wands okay ပြီးတော့ Four of Swords the Fool Five of Pentacles Three of Cups နောက်ပြီးတော့ The Hierophant နောက်ဆုံးပဲအဲ့တော့ဒီ separate တွေကလေအရန်ကိုဒီရှားပါတဲ့ separate တွေပေါ့နော်ဒီတကယ် ultimate soulmate spread တွေအဲ့တော့ဒါမဲ့ဒီပျော်စရာတွေမရောက်လာခင်မှာဒီ collective လေးတွေကအများကြီးနာကျင်ခဲ့ရတယ်ဆိုတာကိုဒီ Five of Pentacles ကနေပြောနေရပေါ့နော်အရင်တော့ကဒီတစ်ဖက်လူကဒီကိုနဲ့ပတ်သက်ပြီးတော့ကိုဒီအဲ့လူကြောင့်ပဲပေါ့ကိုတန်မိုးမရှိဘူးလို့တော့မှခံစားခဲ့ရဘူးတဲ့အဲ့တစ်ဖက်ကကိုအာယုံမဆိုင်ဘူးအရေးမပေးဘူးဒီအချိန်မပေးဘူးပေါ့နော်အဲ့လိုမျိုးအပြင်ဘက်မှာအေးတန်ခံပြီးရက်နေရတဲ့သူလိုပဲကိုအထီးကျန်စီခဲ့တယ်ကိုကအဲ့ဒီဒဏ်ရာတွေအဲ့ဒီလူလူရှုမှုတွေကြောင့်အရန်ပင်ပန်းပြီးတော့ဒီ Four of Swords ကနေပြောမယ်ဆိုရင်ကိုကဒီဆက်ဆံရေးကနေပြီးတော့အနားယူဖို့ဆုံးဖြတ်လိုက်တယ်ပေါ့နော်အဲ့လိုမျိုးဘယ်လိုပြောရမလဲဆိုတော့ဒီတိတ်တိတ်လေးနေတဲ့စကားတွေလည်းမပြောတော့ပြောစရာရှိရတယ်လည်းတိတ်မပြောတော့ဘူးเนาะဒီတက်နိုင်ဆုံးသူမဆက်သွယ်ပဲနေတယ်ပေါ့နော်အဆက်သွယ်တော့ဖြတ်တောက်လိုက်ရတာတွေပါတယ်တော့ဖြတ်တောက်လိုက်တဲ့အချိန်မျိုးတွေအောင်ရှိခဲ့နေမယ်ပေါ့နော်ဒီကိုညဘက်ဒီမှာလည်းငိုနေရတယ်ဆိုတာမျိုးပေါ့နော်အဲ့လိုတိတ်တိတ်ခိုးငိုခဲ့ရတဲ့ညတွေလည်းအများကြီးဖြတ်သန်းခဲ့တယ်ဆိုပြီးတော့ပြောပြနေဒါမဲ့အဲ့လိုမျိုးခွာနေလိုက်တာကဘယ်ပေါ့နော်ပို့ပြီးတော့ဒီအဲ့ဒီတိတ်ဆိတ်သွားတာကြောင့်ပဲအဲ့ကိုယ့်ရဲ့ချစ်သူကအကြီးအကျယ်သူသတိကပ်သွားတယ်ပေါ့နော်နိုးကြသွားပြီးတော့ကိုမရှိတော့တဲ့အချိန်မှာဒီတစ်ဖက်ကသူတို့ရဲ့ဘဝကဘယ်လောက်ထိဒီဟာလာဟင်းလင်းဖြစ်သွားလဲဆိုတာသူတို့သိသွားတယ်နော်သူတို့တော့အရန်ကိုလိုအပ်ဒီကိုယ့်ရဲ့နေရာကိုယ့်ရဲ့တန်ဖိုးကိုသူတို့သိသွားတယ်အဲ့တော့ဒီ the full ကကြည့်မယ်ဆိုရင်ဒီဘယ်လိုပြောရမလဲသူတို့ကအရင်ကလူမျိုးကြောက်ရွံ့မှုတွေအတားအဆီးတွေမရှိတော့ဘူးသူတို့အဲ့ဒီမာနတွေအဲ့ဒါအားလုံးကိုဖယ်ရှားပြီးတော့ကိုယ့်စီကိုအရာအားလုံးဆွတ်လွတ်ပြီးရေရုံဝင်ခုန်ချလာမယ့်ပုံစံမျိုးပေါ့နော်သူတို့ကိုယ့်စီကိုပြန်လာဖို့ဆုံးဖြတ်ချက်ခိုင်မာနေပြီးရဲ့နောက်ပြီးတော့ Ace of Wands ကနေကြည့်မယ်ဆိုရင်သူတို့ဒီကိုနဲ့ဒီတစ်ဖက်လူရဲ့ကြားထဲမှာရှိတဲ့ဒီရက်တန့်သွားပြီလို့ထင်ရတဲ့ဒီအချစ်မီးတောက်တွေဒီဆွဲဆောင်မှုတွေကလည်းအရင်ကတည်းကပို့ပြီးတော့ပြင်းထန်တဲ့ဒီပြန်ပြီးတော့စတင်တော့မယ်ဆိုတာမျိုးပေါ့နော်စပြတော့မယ်ဆိုတာမျိုးပြသနေရဲ့အဲ့တော့ဒါပေမဲ့ဒီတစ်ခေါက်ကလေအရေးကြီးဆုံးကအရင်တုန်းကလိုမျိုးအရင်တုန်းကလိုရီးသားရီလိုခဏတစ်ဖြုတ်ပြန်တွဲရမျိုးမရေမရပြန်လာတာမျိုးမဟုတ်ပဲねဒီမှာသိချကြည့်မယ်ဆိုရင် Three of Cups ပေါ့နော်ဒီပြန်လဲဆုံးကြီးစင်းကိုပြတာအဲ့လိုမျိုးပဲနောက်တစ်ခုဒီပုံဝင်စရာလူတွေတငယ်ချင်းတွေရှိမှတရားဝင်ချပြတာမျိုးပေါ့နော်အဲ့လိုမျိုးလဲအဲ့တော့ဒီသူ့ဘေးမှာနောက် The Hierophant ပါတဲ့အတွက်ကြောင့်သူကဒီတစ်ဖက်သားကကိုယ့်ကိုအပျော်တွဲမှုမဟုတ်ပဲねသူတို့ရဲ့လက်တွဲပုံဘဝလက်တွဲပုံဖြစ်သူကသတ်မှတ်လိုက်ပြီးတော့ရွေးချယ်အဲ့လိုဘဝလက်တွဲပုံဖြစ်ရွေးချယ်လိုက်တယ်ကိုယ်တရားဝင်လက်ထပ်ဖို့မိသားစုတစ်ခုဒီတီထောင်မှုအဲ့ဒီအထီကိုသူတို့ရဲ့ရည်ရွယ်ချက်တွေကပြောင်းလဲသွားတယ်အရင်တုန်းကကိုလက်မကြည့်ခဲ့တဲ့သူကအခုဆိုရင်ကိုဆုံးရှုံးမှာအရန်ကြောက်နေတာမျိုးပေါ့နော်
အဲ့တော့အကုန်လုံးဒီကတ်တွေကိုခြုံငုံကြည့်မယ်ဆိုလို့ရှိရင်ဒီ Ten of Cups ကကိုယ့်ရဲ့ဒီကိုနဲ့သူရဲ့အနာဂတ်ပေါ့နော်ကိုဖြတ်သန်းခဲ့ရတဲ့မုန်တိုင်းတွေအားလုံးအခြေအနေမှာအဆုံးသတ်သွားပြီးကိုယ့်ရဲ့စစ်မှန်တဲ့အချိန်ကိုစောင့်ဆိုင်ခဲ့ရတဲ့အချိန်တွေတီးခံခဲ့ရတဲ့အချိန်တွေကဒီပြောရမယ်ဆိုရင်အောင်ပွဲခံတာပေါ့နော်ဒီအောင်မြင်အဲ့ဒီအချိန်တွေရဲ့ထိုက်တန်တဲ့ရလက်ကိုရလာတယ်နောက်ဆုံးမှာကိုအရန်စရတဲ့သူနဲ့အတူနားလည်မှုအပြည့်ရှိရဲ့နောက်ပြည့်စုံတဲ့ဒီတာယာတဲ့ဘဝလေးကိုရလာတော့မယ်ဆိုတာမျိုးမြင်ရပါတယ်အဲ့တော့ကိုကဒီ collective လေးတွေကဒီလိုပျော်ရွှင်မှုတွေနဲ့ရာနှုန်းပြည့်ထိုက်တန်ပါတယ်ထိုက်တန်ပြီးတော့အဲ့လိုလှပတဲ့ကံကောင်းခြင်းတွေကိုလည်းရရှိနိုင်မှာပေါ့နော်သိကြပါတယ်အဲ့တော့ဒီ reading လေးကိုကိုယ့်ရဲ့ဘဝမှာဖြစ်လာဖို့ယုံကြည်ရဲဒါမှမဟုတ်လက်ခံနေဆိုရင် comment မှာဒီ Ten of Cups ဒါမှမဟုတ် claim လို့ရေးခဲ့ပေးပါနော်အဲ့တော့ဒီကိုယ့်ရဲ့ဒီ collective လေးတွေရဲ့အခြေအနေအများဆုံးအောင်မြင်ပါစေလို့လည်းဆုတောင်းပေးလိုက်ပါတယ်ဗီဒီယိုလေးကို like လုပ်ပြီးတော့ channel လေးကို subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့ဟုတ်အားလုံးကျေးဇူးတင်ပါတယ်